မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေလူပုံရေးဆွဲခြင်းလေ့ကျင့်ခန်းများကိုဆက်လက်တင်ပြလိုက်ပါတယ်အရင်ဆုံးရိုးရှင်းစွာပုံချမ်းကောက်လိုက်ပါတယ်အခုလောက်ပုံပန်းပြီးရင်တော့ပုံပန်းမြင်းတွေကိုအားပြုပြီးပုံကြောကိုရေးဆွဲပါတယ်မလိုတဲ့မြင်းတွေကိုဖြတ်ထုတ်လိုက်ပြီးပုံလေးကိုအနှဲငယ်တလိုက်ပါတယ်ခုတော့ဒီလောက်ပါပဲအားလုံးပဲရှလန်းချမ်းမြေ့ကြပါစေ